Hello အားလုံးပဲမင်္ဂလာပါအခုကတော့ German A1 vocabulary အပိုင်း73ကိုဖတ်ပြပေးတော့ပါမယ် Personalien ကိုရေးကိုတာ Personalien author အသက် Familiar stand အိမ်ထောင်ရှိမရှိ Geburts out မွေးဖွားတဲ့မြို့ Geburts out Hermesland မွေးဖွားရနိုင်ငံ Hermesland Wo out လက်ရှိနေတဲ့နေရာ wo out လက်ရှိနေတဲ့နေရာ Leben in နေသည် Leben in နေသည် keine Kinder haben Glacier keine Kinder haben Glacier keine Kinder haben Glacier keine ရဲ့အဓိပ္ပာယ်ကတော့မရှိဘူး wohnen နေသည် wohnen နေသည် wohnen နေသည် geboren မွေးဖွားသော geboren Geschichten ကွာရှင်းထားသော Geschichten Ladies single ladies Verheiratet လက်ထပ်ထားတာ Verheiratet Verwitwet မုတ်ဆိုပိုမုတ်ဆိုမ Verwitwet We out အသက်ဘယ်လောက်လဲ We out အသက်ဘယ်လောက်လဲ Who ဘယ်နေရာလဲ Who ဘယ်နေရာလဲအားလုံးပဲအဆုံးထိနားထောင်ပေးလို့ကျေးဇူးပါ